နေ့ခရမ်းချက်ဒီအစားတော့စားပါပေါ့နော်အစိမ်းလေးတစ်လုံးတော့ပါတယ်ပေါ့နော်သူ့ကိုအသားမှုတ်ရယ်အစားရယ်နည်းနည်းလူထားပြီးသားလေးပေါ့နော်အဲ့လက်ဖက်ကလည်းမနက်ကမှဖောက်ကိုပြန်ပြီးတော့ပြင်ထားတာပေါ့နော်တမယာသီးနဲ့ကြက်သွန်ဖြူလေးနဲ့ပြင်ပြီးတော့လုပ်ထားတာအဲ့မှာငရုတ်သီးစေးပြီးရင်တော့ကြက်သွန်ကြော်ပေါ့နော်ကြက်သွန်ကြော်ရဲ့ဒီဘက်ကကျတော့အစွန်ဆောက်လေးနဲ့လေးလေးပေါ့နော်လေချမ်းနည်းနည်းလေးထည့်အဲ့တော့မဲ့တာလေးအရင်စားကြည့်အဲ့ဒါဘလို့ရှိရင်နည်းနည်းလေးပဲထည့်ပြီးရင်ကြက်သွန်ကြော်လေးနည်းနည်းလေးပြီးရင်အစွန်ချအဲစားကြည့်ဟုတ်ပြီအဲ့တော့နောက်ဆုံးစားကြည့်အဲ့တော့ဒီမှာတစ်ခါတည်းလုပ်ပြီးသားလေး